မဟာပိရမစ်ရဲ့ရှာဖွေတွေ့ရှိမှုအသစ်များနှစ်ပေါင်း4500ကျော်တိုင်အောင်ကျွန်တော်တို့လူသားတွေဟာဂီဇာပိရမစ်ကြီးရဲ့လှုပ်ဝက်ချက်တွေကိုတူးဆွားဖို့ကြိုးစားခဲ့ပါတယ်။အခု21ရာစုရဲ့စက်ရုံနည်းပညာတွေဟာမဟာပိရမစ်ရဲ့အနက်ရှိုင်းဆုံးနေရာတွေအထိတွားရောက်ပြီးကျွန်တော်တို့ကိုအဖြစ်အသစ်တွေရှာပေးနေပါပြီ။နံပါတ်1လှုပ်ဝက်တကားမဟာပိရမစ်ရဲ့ဘရင်မအခန်းထဲမှာရှစ်လက်မလောက်သာကျဲတဲ့လူဝင်လေထွက်လမ်းကြောင်းလေးခုရှိပါတယ်။ဒီလမ်းကြောင်းတွေကဘယ်ကိုသွားလဲဆိုတာသိဖို့စက်ရုပ်လေးကိုတွားခိုင်းခဲ့ပါတယ်။ဒီစက်ရုပ်ထဲမှာအင်တန်သိငယ်တဲ့ကင်မရာတွေအာယုံခံကရိယာတွေနဲ့လမ်းကြောင်းအတိုင်းတွားသွားပြီးအဆုံးမှာကျင်းနီလက်ကင်နှစ်ခုပါတဲ့တခါတစ်ချက်ကိုတွေ့ရှိခဲ့ပါတယ်။ဒီကျင်းနီလက်ကင်ဟာဒီပိရမစ်ကြီးထဲမှာရှိတဲ့တစ်ခုတည်းသောတပ်တူလည်းဖြစ်ပါတယ်။ဒီကျင်းနီတိုင်တွေဟာတကားလက်ကင်မဟုတ်ပဲအလက်ထရုပ်လို့ခေါ်တဲ့လျှက်ကူးပစ္စည်းတွေဖြစ်နိုင်ပါတယ်။တကားနောက်မှာရှိတဲ့စနစ်တစ်ခုကိုလျှက်စစ်ဆက်သွဲဖို့ဒါမှမဟုတ်စန်ဆာအဖြစ်သုံးခဲ့တာလားဆိုတာမိကုံထုတ်စရာဖြစ်လာပါတယ်။ဒါကြောင့်မဟာပိရမစ်ရဲ့ကျိုးမဲလျှက်စစ် theory ကပြန်ပြီးခေတ်စားလာပါလိမ့်။ရှေးဟောင်းအီဂျစ်ယုံကြည်သူတွေကတော့ဖာရိုဘီမရဲ့ဝိညာဉ်ဟာဒီလမ်းကြောင်းကနေတစ်ဆက်ဂျယ်ရီစီကိုထွက်ခွာသွားရမှာပါ။ဒါကြောင့်ဒီတကားဟာဝိညာဉ်ကဘာကိုသွားတဲ့တကားလေးဖြစ်နိုင်တယ်လို့ဆိုကြပါတယ်။နံပါတ်2လှုပ်ဝက်သင်္ကေတသိပ္ပံပညာရှင်တွေဟာစက်ရုပ်လေးမှာပါတဲ့အနုကြည့်ကင်မရာလေးကိုသုံးပြီးအဲ့ဒီတကားကိုအပေါက်သေးသေးလေးဖောက်အတွင်းထဲကိုချောင်းကြည့်ခဲ့ပါတယ်။အဲ့ဒီခါတွေ့လိုက်ရတာကတော့အင်မတန်ချောမွေ့စင်ကြဲတဲ့အခန်းငယ်လေးတစ်ခုနဲ့ကျမ်းမြေပေါ်မှာရေးဆွဲထားတဲ့အနီအောင်စည်းချက်တွေပဲဖြစ်ပါတယ်။ဒီစာသားတွေဟာပိရမစ်ဒီဆောက်သူတွေရဲ့သင်္ကေတတွေဖြစ်နိုင်တယ်လို့နက္ခဗ္ဗေဒဆိုင်ရာတွက်ချက်မှုတွေလည်းဖြစ်နိုင်တယ်လို့ယူဆရပါတယ်။ဒါသာပိရမစ်ကိုဘယ်လိုတိဆောက်ခဲ့တယ်လဲဆိုတဲ့လှုပ်ဝက်ချက်တွေဖြစ်နေရင်ဘယ်လောက်ရင်ခုန်စရာကောင်းနိုင်လဲ။နံပါတ်3လှုပ်ဝက်စင်ကြံလန်2023ခုနှစ်မတ်လမှာသိပ္ပံပညာရှင်တွေဟာမဟာပိရမစ်ရဲ့အထက်ကဝင်းပေါင်းအနီးမှာ9ပေကျယ်ပြီးပေ30ရှည်ရတဲ့လှုပ်ဝက်စင်ကြံလန်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီလမ်းကဘယ်ကိုသွားတာလဲ။ဘာကြောင့်ပိတ်ထားလဲဆိုတာကိုအခုထိအတီးထုတ်နေကြစေပါ။ဒါဟာနောက်ထပ်အခန်းကြီးတစ်ခုစီကိုသွားတဲ့လမ်းဖြစ်နိုင်တယ်လို့ယူဆကြပါတယ်။အဲ့ဒီအခန်းဟာကိုဖိုးဘရင်ရဲ့တကယ်အစစ်အမှန်ဂူဘိတ်မှန်ဖြစ်နိုင်တယ်လို့တောင်ခန့်မှန်းနေကြပါတယ်။ဒီရှာဖွေတွေ့ရှိမှုဟာကမ္ဘာရှေးအောင်သူရိဒနာလောကကိုအကြီးအကျယ်လှုပ်ခတ်သွားစေခဲ့ပါတယ်။ဒါဟာနှစ်ပေါင်းထောင်ချီအတွင်းပထမဆုံးအချိန်ပိရမစ်ကြီးရဲ့တိဆောက်ပုံလှုပ်ဝက်ချက်တစ်ခုကိုလက်တွေ့ကျမြင်တွေ့လိုက်ရတာပဲဖြစ်ပါတယ်။အခုလက်ရှိမှာသိပ္ပံပညာရှင်တွေဟာအဲ့ဒီစင်ကြံလန်ရဲ့အဆုံးမှာရှိတဲ့ကြောက်တုံးတွေရဲ့အနောက်ကိုထပ်ပြီးမြင်နိုင်ဖို့အတွက်ပုံမအားကောင်းတဲ့မြင်လွန်စင်သားတွေကိုအသုံးပြုပြီးဆက်လက်စူးစမ်းနေပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း4500ကတကားတစ်ချက်ကိုကျွန်တော်တို့ပြန်လည်ဖွင့်လှစ်နိုင်ဖို့လက်တကမ်းအကွာကိုရောက်နေပါပြီ။နံပါတ်4လှုပ်ဝက်အခန်းဒါရင်လားဆိုတော့မဟုတ်သေးပါဘူး။2019ခုနှစ်မှာ Scan Pyramid ဆိုတဲ့သိပ္ပံပညာရှင်အဖွဲ့ဟာ Cosmic Ray မြူအုံကိုသုံးပြီးစမ်းသပ်ခဲ့တဲ့အခါပိရမစ်ကြီးထဲမှာနောက်ထပ်ကြီးမားတဲ့အခန်းလွတ်ကြီးတစ်ခုထပ်ရှိနေတာကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီအခန်းထဲမှာဘာရှိလဲ။ဘာအတွက်သုံးလဲဆိုတာဘယ်သူမှမသိသေးပါဘူး။ဒီပိရမစ်ဟာကမ္ဘာအမွေအနှစ်ဖြစ်လို့အပေါက်ပေါက်ပြီးဝင်ခွင့်ကိုအီဂျစ်အစိုးရကတင်းတင်းကြပ်ကြပ်တားမြစ်ထားပါတယ်။ဒီအခန်းလွတ်ဟာပိရမစ်ရဲ့အလဲပေါ်အနက်ဆိုင်ဆုံးနေရာမှာရှိတာကြောင့်အပြင်ကနေအပေါက်ဖောက်လိုက်ရင်ပြိုကျနိုင်ခြေရှိပါတယ်။ဟုတ်ကဲ့ပါဒါတွေကတော့ရှင်းလေရှုပ်လေဆိုတဲ့စကားအတိုင်းလေးလာရင်နဲ့ပိုရှုပ်လာတဲ့မဟာပိရမစ်ရဲ့ဗဟေရီတွေပဲဖြစ်ပါတယ်။နောက်မှာမဟာပိရမစ်ကြီးကတကယ်ပဲလျှက်စစ်ဆွဲရင်ထုတ်ပြီးသလားဆိုတာကိုသိပ္ပံနည်းကျအချက်လက်တွေနဲ့တင်ပေးပါဦးမယ်။ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် like and subscribe လုပ်ထားဖို့မမေ့နဲ့နော်။အားလုံးကိုကျေးဇူးတင်ပါတယ်